ဒီနေ့ကျူးပြပေးမယ့်အင်ဂျီကတော့ဘတ်ငွေ100ကြော်လေးနဲ့ပေါ့နော်ဟူဒီကောင်းကောင်းလေးကိုရတာဆိုတော့အရန်ကိုတက်တယ်ဒီမှာပါဒီမှာနော်ဒီစတီကာလေးရိုက်ထားပေးရလဲအရန်ကောင်းတယ်ဒီအနောက်မှာဒီလိုမျိုးစာလုံးလေးတွေပါပြီးဒါတစ်ထည့်ရင်စမ်းဝယ်ကြည့်ထားတာအရန်ဝိုးလို့ကောင်းတယ်ဒီလားအားကြောင့်မကျိုးနောက်နှစ်ထည့်အောင်ထပ်မှာလာသေးရနော်ဈေးကတော့100စွန်းစွန်းတော့ပဲလုပ်ငန်းလုပ်သမားတွေပြီးလို့ရှိရင်အဲ့လိုမျိုး air con ခန်းထဲမှာလုပ်တဲ့သူတွေဆိုလို့ရှိရင်ဒီဟူဒီလေးနဲ့အရန်ဟိုမှာအတင်းတော့အသားကလည်းထူတယ်ဒီလားမပေါဘူးတော့ကြည့်ကြိုက်တယ်ဟောဘာဝိုးလို့ရ100စွန်းစွန်းလောက်ပဲဆိုမိုးဘိုးကိုမိုးဘိုးတွေကစုတာလောက်ပဲရှိလိမ့်မယ်ဒါကျူးဝတ်ထားတာ size M နော်နောက်မှာစားလို့လေးတော်တော်လာဒီအယောင်တော့တို့ထဲမှာအမဲရဲ့အဖြူရဲ့ပြီးလို့ရှိရင်အဝါလားမသိအဲ့ဒါလည်းရှိတယ်တော်တော်လာအလုံးသွားပါသွားမဝင်နဲ့အပြင်သွားပါသွားဝင်နေလှတယ်နော်အဲ့ဒါလာပြပေးတာခဏနေကျူးလာမေးတယ် messenger ထိလာမေးတော့မဖြေနိုင်တော့လို့အားလုံးပဲကြိုက်ရင်ဝင်ကြပါ bye bye